นั่นโอวัตไทยแล้ววะสังกัดไลฟ์เกี่ยวอาลงมิงกลาวะจะโน้นนามีเราสไลด์ไปทำสิบารีชิลันพูดยาวตันจาวงคำสิบารีคุชิมาจะเราดีจำมาตัวเพื่อนเนี่ยอาราติงดีปอมาจะเราดีชินลูกคุยพูด executive director พิจารณาสไลด์ไปเรียนมาเนี่ยจะเราดูสมัยมีความสิบารีคุชิมาจะเราชิลันพูดเพื่อนเนี่ยดีประมาณรู้แต่สมัยปีเรื่อยๆดีเสียมาติงยูมุนเสียมาติงยูมันส่วนตัวดีชานิจายินตานให้ลูกคุยเท่าเชื่อตัวจะอุปสิบารีตัวนี้พี่รอจะรู้เย่question กูจะเปลี่ยนไลน์มีเมียนหู system สิบารีปีเดียที่ที่อาปีผู้กุเลดียนเพจจัดมาเลยจะมาที่มูโอเคကျေးဇူးတင်ပါတယ်ဆရာအားလုံးပဲမင်္ဂလာပါဒီကနေ့မှာကျမတို့ဒီ2021ခုနှစ်ဖေဖော်ဝါရီ1ရက်နေ့ကဖြစ်သွားတဲ့မြန်မာနိုင်ငံမှာမြန်မာတပ်မတော်ကအာဏာသိမ်းတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့မှကျမတို့ဒီနေ့ချင်းလူခွင့်ရေးဖွဲ့ရဲ့ Executive Director စလိုက်ဝီလျံမန်ကိုမေးမြန်းသွားမှာဖြစ်ပါတယ်ဆရာမင်္ဂလာပါမင်္ဂလာပါဟုတ်ကဲ့ပါဆရာဒီကနေ့အစီအစဉ်လေးမှာပါဝင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆရာအရင်ဦးဆုံးအနေနဲ့ကျမတို့ဒီဖေဖော်ဝါရီလတရက်နေ့မှာဖြစ်သွားတဲ့အာဏာသိမ်းမှုနဲ့ပတ်သက်ပြီးတော့မှဒီ CHRO ရဲ့ statement လေးကိုလည်းကျမတို့တွေ့ရတယ်ဆိုတော့ဒါလေးနဲ့ပတ်သက်ပြီးတော့ဒီအာဏာသိမ်းမှုတပ်မတော်ရဲ့အာဏာသိမ်းမှုနဲ့ပတ်သက်ပြီးတော့ဆရာတို့ရဲ့ယက်တီချက်နဲ့ဆရာရဲ့သဘောထားအမြင်လေးကိုပြောပြပေးပါရှင်ဟုတ်ကဲ့ခင်ဗျကျွန်တော်တို့ပထမကျွန်တော်ကိုဒီလိုတွေ့ဆုံမေးမြန်းတဲ့အတွက်ကျေးဇူးတင်တယ်ခါတိုင်းကျွန်တော်ဒီ interview လောက်ထားမရှိပါဘူးကန်ဟန်လေးတွေလည်းရှိပါတယ်အရင်တော့အချိန်တွေမှာပေါ့နော်ချင်းမီဒီယာပဲဖြစ်တခြားမီဒီယာတွေကဒါပေမဲ့ကျွန်တော်မီဒီယာမှာပြောထားမရှိပါဘူးဒါပေမဲ့ဒီတစ်ခေါက်တော့ကျွန်တော်နည်းနည်းပါတော့ပြောမှဖြစ်မယ်ဆိုပြီးတော့ဒီချင်းလန် project ဖိတ်ကြားချက်ကိုကျွန်တော်လက်ခံခြင်းဖြစ်တယ်ဒီလိုမျိုးအခွင့်အရေးရတဲ့အတွက်လည်းကျွန်တော်ကျေးဇူးတင်တယ်ပြောထိုက်တဲ့အချိန်လို့လည်းကျွန်တော်ယုံကြည်တယ်ခုချိန်ကကျွန်တော်တို့ statement ထုတ်တာကတူလေးပါကျွန်တော်တို့စစ်အာဏာရှင်စနစ်ကိုနှစ်ပေါင်း50ကျော်လောက်ဖြတ်တန်းလာခဲ့ပြီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံတွင်နိုင်ငံသားအားလုံးစစ်အစိုးရအုပ်ချုပ်မှုကဘယ်လိုမျိုးဖြစ်တယ်ဆိုတော့ကျွန်တော်တို့အားလုံးသိပဲဖြစ်တယ်ဘယ်သူမှမလူလာကြပါ10နှစ်တာကလာ10စုနှစ်တနှစ်ကျွန်တော်တို့ဒီမိုကရေစီရဲ့အနတ်အယတာနည်းနည်းပါမီးစမ်းကြည့်တော့အရန်ကောင်းတယ်လူငယ်တွေဖွံ့ဖြိုးတယ်ပညာသင်ခွင့်အေးဆေးရတယ်နိုင်ငံလေးဖွံ့ဖြိုးလာတဲ့ဟာတွေတွေ့ရတော့ကျွန်တော်တို့အရန်အားရတယ်အဲ့ဒီလိုမျိုးကျွန်တော်တို့ချေလန်းခါစားမှာဒီလိုမျိုးဆက်တက်ကအာဏာသိမ်းမှုဖြစ်ပေါ်တော့တတိုင်းပြည်လုံးမိဘပြည်သူအားလုံးနဲ့ကျွန်တော်တို့ချင်းလူခွင့်ရေးဖွဲ့လဲပဲအဲ့ဒါဟာမဖြစ်ထိုက်တဲ့အရာလို့ယုံကြည်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ပင်းထန်ကိုကျွန်တော်တို့အဲ့ဒါကန့်ကွက်အထူးသဖြင့်အခုလိုမျိုးကပ္ပကယောဂါကြီးဆက်ရောက်နေတဲ့အချိန်မှာလူတွေရဲ့တေးရရှင်ရေးစီပွားရေးပြကပ်မှုပြန်လည်ထူထောင်ရေးပညာရေးတွေလောက်ဆရာတွေအများကြီးရှိတဲ့အချိန်မှာခုလိုမျိုးအင်မတန်မှခက်လောက်ကြတဲ့အာဏာသိမ်းမှုကျွန်တော်တို့နိုင်ငံမှာပြန်ဖြစ်ပေါ်တယ်ဆိုတာမဖြစ်ထိုက်ဘူးလို့ကျွန်တော်တို့ယုံကြည်တယ်တစ်ဆက်တည်းမှာပဲကျွန်တော်တို့ဖြစ်နိုင်ရင်အဲ့ဒါခြေလွန်လက်လွန်မဖြစ်ခင်ပေါ့ဖြည့်ရှင်းနိုင်တဲ့နည်းလမ်းများရှိရင်တော့ကျွန်တော်တို့အဲ့ဒါမျိုးတွေလည်းဖြည့်ရှင်းနိုင်တဲ့နည်းလမ်းတွေလည်းကျွန်တော်တို့ရှာချင်တယ်အဲ့ဒါကြောင့် statement ထုတ်ခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်ဆရာအခုနာကဆရာပြောသွားတဲ့ထဲမှာလည်းပါတယ်ပေါ့နော်ဆိုတော့လူထုတရက်လုံးကလည်းဒါကိုအင်မတန်မှဒီစစ်အာဏာရှင်စနစ်နဲ့ပြန်ပြီးတော့ဒီလိုအုပ်ချုပ်မဲ့ပုံစံမျိုးကိုလုံးဝမလိုလားဘူးမခံမရနိုင်ဖြစ်နေကြတယ်ဆိုတော့အခုကျမတို့မြန်မာနိုင်ငံတနိုင်ငံလုံးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းဒီကျညာချက်တွေအများကြီးကျမတို့တွေ့ရတယ်။နောက်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့အားပေးနှိုးဆော်ချက်တွေလည်းတွေ့ရတယ်။ EAO ဒီတိုင်းသားလက်နက်ကိုင်တွေဘက်ကနေလည်းတပ်ဖွဲ့အသီးသီးကနေစာထုတ်တာမျိုးကျမတို့တွေ့ရတယ်ပေါ့နော်။ဒါပေမဲ့အခုချိန်မှာရှင်းလင်းပြတ်သားတဲ့ဥဆောင်မှုမျိုးကမရှိဘူးဖြစ်နေတယ်ပေါ့နော်ဆရာ။ဆိုတော့ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ဘယ်လိုဖြေရှာကြအနည်းဆက်ဆုံးဖြစ်မယ်ဆိုတာလေးနဲ့ပတ်သက်ပြီးတော့ဆရာပြောချပေးပါအောင်ရှင်။
OK ကျေးဇူးတင်ပါတယ်အဲ့ဒီမှာကျွန်တော်တို့အခုလူတဘာဝပေါ့လူတဘောတဘာဝအရာအဲ့ဒီတစ်ခုခုအသက်အန္တရာယ်ထိခိုက်လာတယ်ဆိုလို့ရှိရင်ပြန်လေတိုက်ခိုက်ခုခံမလားဒါမှမဟုတ်ကျွန်တော်တို့ရှောင်တိန်ပြီးတော့ထွက်ပြေးမလားအဲ့ဒါပဲရှိတယ်အဲ့ဒါလူတဘောတဘာဝပဲအဲ့ဒါကျွန်တော်ကိုယ်တိုင်လည်းကြုံခဲ့မှုတဲ့1988အာနာသိမ်းမှုမှာအဲ့ဒါကျွန်တော်တို့လူထုကပြန်လေတိတ်ပွဲဝင်ပြီးတော့လမ်းပေါ်မှာထွက်ပြီးတော့ခုခံတယ်အဲ့ဒီလက်နဲ့မရှိတဲ့လူနဲ့လက်နဲ့ရှိတဲ့လူကြားမှာတိတ်ပွဲကြလာတဲ့ခါကျတော့လက်နဲ့ရှိတဲ့လူနိုင်တာပေါ့နိုင်တော့ចောင်းသားထောင်ပေါင်းများစွာနဲ့ဆက်ကူထွက်ပြေးကြတယ်ဒုက္ခတွေအများကြီးဖြစ်သွားတာအဲ့လူနဲ့နှစ်ပေါင်း20ကျော်အချိန်ဆွဲပြီးတော့အဲ့ဒီရွေးကောက်ပွဲလုပ်မယ်အာဏာသိမ်းမယ်ပါတီထောင်ပေါ်ရွေးကောက်ပွဲလုပ်မယ်နိုင်တဲ့လူကိုအာဏာအပ်မယ်ဆိုတာကျွန်တော်တို့ထွက်သွားတော့ကခဏထွက်သွားပြီးတော့ကျွန်တော်တို့ကျောင်းလွယ်အိတ်လွယ်တဲ့ဟာတွေပြန်ယူလာပြီးတော့ကျောင်းပြန်တက်မယ်ပေါ့ဒါပေမဲ့ကျောင်းပြန်တက်ဖို့ကကျွန်တော်တို့နှစ်ပေါင်း26နှစ်ဆောင်ရတယ်အဲ့လိုမျိုးပြန်မဖြစ်သင့်ဘူးခုချိန်အခုပြည်သူတရက်လုံးလုံးနေတာတွေ့တာငိမ့်ချမ်းစွာအန်တူချင်းပေါ့အဲ့ဒါငိမ့်ထွေးချမ်းစွာအန်တူချင်းလောက်တယ်ဦးဒီခွတ်တီးကြတယ်အဲ့ဒါကောင်းတယ် civil disobedience ပေါ့အဲ့ဒါထိရောက်လောက်နိုင်ရင်ကောင်းတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့တက်မတော်ရဲ့လောက်ရဟာလုံးဝမတရားဘူးကျွန်တော်တို့ပြည်သူလူထုတရက်လုံးလက်မခံဘူးဆိုတာပြသခြင်းဖြစ်တယ်အဲ့ဒါအင်အားမသုံးဘူးသူများကလည်းမထိခိုက်ဘူးကုသန္ဒကိုငငယ်ချမ်းချမ်းကိုအိမ်မှာဖော်ထုတ်ခြင်းပဲဖြစ်တယ်အဲ့ဒါအင်မတန်မှထိရောက်တယ်အားရဖူးကောင်းတာအခုအမောင်မတမရတယ်အဲ့ဒီဗြိတိရှဝန်ကြီးချုပ်ကိုတိုင်ကအဲ့ဒီမောင်ကြီးထုပြီးတော့အဲ့ဒါဗမာပြည်သူလူထုနဲ့တရက်တည်းသူရက်တည်တဲ့အကြောင်းသူပြသလိုက်တယ်ပြီးတော့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ကလည်းဒီလိုမျိုးစစ်တပ်ရဲ့စစ်အာဏာဩဇာတက်ရောက်မှုမဖြစ်နိုင်အောင်ကျွန်တော်နိုင်ငံတကာအတိုင်းအဝိုင်းကကြိုးပမ်းကြရမယ်လို့သူပြောထားတာရှိတယ်အဲ့ဒါကြောင့်ကျွန်တော်တို့စစ်တပ်ရဲ့အာဏာသိမ်းမှုကိုဩဇာတက်ရောက်မှုမရှိအောင်ကျွန်တော်တို့နီလာနေချရမယ်အဲ့ဒီမှာအခုကကျွန်တော်တို့ကတိုက်ခိုက်ဖို့ပဲအန်တုဖို့ပဲစဉ်းစားပြီးတော့အဖြေရှာဖို့ကအရေးကြီးတယ်အဲ့ဒီမှာကျွန်တော်စဉ်းစားတာနီလာနှစ်ခုရှိတယ်လို့ကျွန်တော်ထင်တယ်တစ်ခုကကျွန်တော်တို့မြန်မာနိုင်ငံဟာအင်မတန်မှလှပတဲ့အမျိုးသားပြည်လည်ကြားစစ်ရေးဆိုတဲ့နိုင်ငံရေးစီကြောင်းထဲမှာကျွန်တော်တွားနေတာဖြစ်တယ်အဲ့ဒါအခုတက်မတော်ကလည်းအဲ့ဒါဆက်လက်ပြီးတော့အကောင့်ထဲပေါ်မယ်တဲ့အဲ့ဒါကျွန်တော်တို့ပြည်သူလူထုအလုံးကကြိုဆိုတင်တဲ့အရာပဲဒါပေမဲ့အဲ့ဒီမှာအဓိကဆက်ဆောင်တစ်ခုဖြစ်တဲ့ဗမာတက်မတော်နဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြမှာခုကဒီလိုမျိုးအဖြစ်ပြတ်တွေပေါ်လာတော့သူတို့ထဲမှာပါတဲ့ UPDJC ဆိုတာရှိတယ်အဲ့ဒီငိမ့်ချမ်းရေးအမျိုးသားပြည်လည်ကြားဆက်ရေးကိုအကောင့်ထဲပေါ်နေတဲ့အဖွဲ့အစည်းတစ်ခုပေါ့အဲ့ဒီ UPDJC မှာတက်မတော်လည်းပါတယ်အစိုးရအဖွဲ့အစည်းကလည်းကိုယ်စားလှယ်တွေပါတယ်ဒေါ်အောင်ဆန်းစုကြည်ကဥက္ကဋ္ဌပေါ့ပြီးတော့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဘက်ကဒုဥက္ကဋ္ဌပေါ့ဆိုတော့အခုအဲ့ဒီထဲမှာ3ပွင့်ဆိုင်ပေါ့အဲ့ဒီတက်မတော်ရဲ့အစိုးရရဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းရဲ့ဖွဲ့ထားတဲ့အမျိုးသားရင်ကြားဆက်ရေးလမ်းစဉ်ပါအခုနှစ်ခုကဘယ်လိုပြောမလဲပြိပခဖြစ်နေတဲ့အချိန်မှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကကြံတယ်သူတို့ကဥဆောင်မှုအခမ်းကဏ္ဍကောင်းကောင်းပြင်နိုင်တယ်လို့ကျွန်တော်ယုံကြည်တယ်နီလိုက်ရှာရင်ရှိတယ်ဘာလို့လဲဆိုတော့အဲ့ဒီမှာပါတဲ့ဘူချုပ်ကြီးတွေရောအစိုးရမှာပါတဲ့ဝန်ကြီးတွေရောခေါင်းဆောင်တွေရောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေရောနှစ်ပေါင်း10နှစ်နီးပါးနီးကအတူတူအလုပ်လက်တွဲလုပ်လာခဲ့တဲ့လူတွေဖြစ်တယ်အဲ့ဒါကြောင့်တယောက်နဲ့တယောက်ကြားမှာယုံကြည်မှုပြန်လည်တည်ဆောက်ဖို့လုပ်ဖို့အရန်ကောင်းအင်မတန်မတင်တော်တယ်နောက်တစ်ခုကဒီလိုမျိုးနိုင်ငံရေးနဲ့စစ်ရေးနဲ့ပြိပက္ခဖြစ်လာတယ်ဆိုလို့ရှိရင်ကြားနေဘာသာရေးခေါင်းဆောင်တွေအခမ်းကဏ္ဍအရေးကြီးတယ်အဲ့ဒီခရစ်ယာန်ကက်သလစ်ဘုန်းတော်ကြီးHis Eminence Charles Wu သူကတော့ထုတ်ပြန်ချက်ထုတ်တယ်သူ့ရဲ့ယက်တီချက်ကိုထုတ်ပြန်တယ်အင်မတန်မှလှပတယ်ကျွန်တော်တို့ဝန်တာအားရကျူဆိုရမယ်ကြားနေပြည်သူလူထုတရက်လုံးကောင်းစားရတဲ့အတွက်သူထုတ်ပြန်ထားတာဖြစ်တယ်ထိုနည်း၎င်းပဲ
Buddha Bada Bono Jiri, time to Pitaria, Lesare, Pundo Jiri, Edis, Bucho Jiria, Lesare, Pundo Jiri, Piro Nangando Suya, Saint Lesa, Team Hapu Kaya Bono Jiri, she there. Piro General Nangama Islam Batai Consong Relay she there, Hindu Batai Consong Relay she. Eddie Batai Consong Dine, Nangayi Consong Dine, Setta Dine, Dusum Puediles, Jane Donging Locate Biluchano. 3 times. At the Hale, at the Amuta Pian just say ye consent over the Dusum Jana pit. The Nang Long Gong Sai trouble. At a Joe Kuchema, but I consong dear, who Usam who you piro. A Kusitan net, and the Suyan Jama pit, who may you dream who Ninkom who poma, Pipian Nera Harry, which no who a pishat in the illusion of Yunji. ကျေးဇူးအများကြီးတင်ပါတယ်ဆရာဒီလက်ရှိဖြစ်နေတဲ့အကြောင်းအရာပေါ်မှာဘလို့ချင်းကပ်မှုမျိုးနဲ့ဖြည့်ရှင်းတင်တယ်ဆိုတဲ့ခန်းကဏ္ဍမှာပြည့်ပြည့်စုံစုံလေးပြောပြပေးသွားတဲ့ကျေးဇူးအများကြီးတင်ပါတယ်ဆရာဆိုတော့အခုဒီချိန်မှာကျမတို့ EAO တွေရဲ့အခန်းကဏ္ဍနောက်ဘာသာရေးကောင်းဆောင်များရဲ့အခန်းကဏ္ဍကိုကျမပြည့်ပြည့်စုံစုံပြောကြတယ်ဆိုတော့ဒီခုနဆရာလည်းပြောခဲ့တဲ့ civil disobedience မှာပေါ့ civil disobedience မှာအဓိကအခုအနေထားမှာပါဝင်နေတာကဒီစေဘက်ဆိုင်ရာအတိုင်းဝိုင်းနေအများကြီးပါလာတယ်ဆိုတော့ဒါပေမဲ့တခြားသောဌာနဆိုင်ရာကနေအများကြီးပါမလာကြသေးဘူးပေါ့နောက်တစ်ခုကဒီအခုအစ်စ်တက်မတော်ကနေစပြီးချင်းကပ်နေတဲ့ဒီတာဝန်ထမ်းဆောင်ဖို့အတွက်ချင်းကပ်ခံရတဲ့ရပ်ဖက်ကဖွဲ့စည်းတွေလည်းရှိနေတယ်လို့ကျွန်တော်တို့ကြားသိရတယ်တချို့လည်းနိုင်ငံရေးပါတီတွေပါတယ်ပေါ့နော်ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဆရာဘယ်လိုများအကြံပြုတာနှိုးဆော်တာမျိုးလုပ်ချင်ပါလဲရှင်Civil disobedience ကအင်မတန်မှထိရောက်တဲ့အရာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ထိရောက်သုံးခုကအမြင့်ဆုံးကလည်းအနှိမ့်ဆုံးထိပေါ့အမြင့်ဆုံးကအစိုးရဌာနအကြီးအကဲတွေကစားဖို့လို့ကျွန်တော်တို့တိတာကစစ်တပ်လောက်တာမတရားဘူးကျွန်တော်တို့မြန်မာပြည်ရဲ့ထုံးစံကတခုနည်းနည်းမကောင်းဘူးလို့ပြောရမှာပေါ့ကိုယ်ရမှာတော့ရဆရာမရှိအောင်ပြောတယ်ရှိမှကြတော့ဘာမှမလုပ်ဘူးအဲ့လိုမျိုးပြောတတ်တယ်ပြီးတော့ကျွန်တော်တို့အဖြေရလောက်တဲ့အတွဲခေါ်မျိုးစဉ်းစားတာမျိုးတွေကျွန်တော်တို့ဒီဘက်မှာအားနေတယ်အဲ့ဒါကတော့ဒီစစ်အုပ်ချုပ်မှုအောက်မှာကြာကြီးနေတာတဲ့လူတွေတိုင်းမှာအဲ့ဒီအချင်းကတော့ရှိတယ်အဲ့သူတို့ကကျွန်တော်တို့တိုင်းသူပြည်သားတွေစဉ်းစားမစဉ်းစားတတ်အောင်ပညာရေးအရာချိုးနေတယ်အတွဲခေါ်ရချိုးနေတာပေါ့ဆိုတော့အဲ့လိုမျိုး civil disobedience ထိထိရောက်ရောက်လုပ်နိုင်ဖို့ဆိုရင်အခုအာဏာသိမ်းအဖွဲ့ကခဏထားတဲ့အဲ့ဒီအရပ်ဖက်အရာရှိတွေကမနာခံဖို့အရေးကြီးတယ်သူတို့ကတာဝန်ပေးတာဥပမာချင်းပြည်နယ်မှာတိုင်းနဲ့ပြည်နယ်အတိအကျမှာတာဝန်ပေးခံရတဲ့လူကြီးတွေကသူတို့အဲ့ဒီဟာကိုကျွန်တော်တို့လက်မခံနိုင်ပါဘူးဒါမှမဟုတ်သူတို့ခဏထားတဲ့ရာထူးကနေကျွန်မနှုတ်ထွက်ပါတယ်ဘာလို့လဲဆိုတော့အခုအာဏာသိမ်းမှုဟာမတရားတာဖြစ်တယ်တိုင်းပြည်လုံးကလည်းလက်မခံဘူးတကဘာလုံးကလည်းလက်မခံဘူးကုလသမဂ္ဂကလည်းလက်ခံတာမဟုတ်ဘူးပြီးတော့ကျွန်တော်တို့ကိုယ်တိုင်ကျမတို့ကိုယ်တိုင်လည်းအဲ့ဒါတွေတွေ့ကြုံလာပြီးစစ်အစိုးရအုပ်ချုပ်မှုဆိုတာလုံးဝနည်းနည်းမှမကောင်းဘူးအဲ့ဒါကြောင့်ကျွန်တော်လက်မခံဘူးဆိုတာသူတို့ပြောရဲရမှာသူတို့ကိုလည်းအဲ့လိုမျိုးငင်းဆန်ရဲအောင်ပြည်သူလူထုကသူတို့ကိုပံ့ပိုးတတ်ရအဲ့ဒါအရေးကြီးတယ်တခုပြီးတော့အဓိကအကြအဆုံးကအရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေနိုင်ငံရေးခေါင်းဆောင်တွေကသူတို့ဟာပြည်သူလူထုကသူတို့ကိုကူစားပြုဖို့ရွေးချယ်ထားတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီဝန်ကြီးကိုသူတို့ထားနေရတယ်ဆိုတာသူတို့ကိုသူတို့သိဖို့ပြည်သူလူထုရဲ့လူအင်ဆန္ဒရန်ကုန်မြို့တော်မှာဥခွက်ပကန်တီးနေတဲ့အဖွားကြီးရဲ့ချင်းပြည်ချောင်းကြားမြို့တေးသေးလေးတစ်မြို့ကဥခွက်တီးနေတဲ့လူရဲ့သူတို့တွေရဲ့အားကိုးရသူတို့ရဲ့ကူစားကျမဟာတာဝန်ရှိတဲ့တာဝန်ထမ်းဆောင်နေတယ်ဒါကြောင့်စစ်အစိုးရရဲ့မတရားတဲ့လောက်ရက်ကိုကျွန်တော်တို့လက်မခံအဲ့ဒါမျိုးပြသနိုင်ရမယ်ပြီးတော့အဲ့ဒီပြသနိုင်တာအခုနေပြီးတော့မှလူလွှတ်တော်အမတ်တော်တော်များများက
လွတ်တော်ပုံစံမျိုးအစည်းအဝေးလုပ်တယ်လို့ကြားတယ်အဲ့ဒါအင်မတန်မှကောင်းတဲ့လောက်ရတဲ့ရပ်ပဲအဲ့ဒါ civil disobedience စံပြနမူနာယူရမှာနော်โอเคပါဆရာကျေးဇူးများတင်ပါတယ်ဆိုတော့ဒီအခုအနေနဲ့ကျမတို့ပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ခု1990တုန်းကရွေးကောက်ပွဲရလဒ်ကိုလက်မခံဘဲနဲ့တင်ခဲ့တဲ့ပုံစံတမရောကပဲအာဏာတင်ခဲ့တဲ့ပုံစံနဲ့အခုပြန်ပြီးတော့မှဒီတစ်ခေါက်ကလည်းရွေးကောက်ပွဲရလဒ်ပေါ်မှာအခြေခံပြီးတော့ပဲအာဏာသိမ်းတဲ့ပုံစံမျိုးဖြစ်တယ်ပေါ့နော်ဆရာဒီနှစ်ခုကတော့ချင်းကတ်တဲ့ပုံစံကတော့မြန်မာတမတော်ဘက်ကကွာခြားတယ်လို့ကျွန်မတို့တွေးရတယ်ပေါ့နော်ဆိုတော့ဒီအပေါ်မှာအဆုံးစွန်အထိပြည်သူလူထုဘက်ကလည်းဒါကိုလုံးဝအကြမ်းမဖက်နေတဲ့တော်လှန်ရေးကနေပြီးတော့မှအာမန်ပါလာတာမျိုးရှိနိုင်တယ်ဆရာဆိုတော့အဲ့လိုအခြေမျိုးကြလို့ရှိရင်တကယ်လက်နဲ့အကြမ်းဖက်ပြီးတော့မှပြန်လဲပြီးတော့မှခြေမှုန်းတာမျိုးပြန်ပြီးတော့ရှိနိုင်တဲ့အတွက်ဒီလိုအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဆရာဘယ်လိုမျိုးလူခွင့်ရေးရှုထောင့်ကနေဘယ်လိုသုံးသပ်မလဲပေါ့နော်ဆရာဘယ်လိုဖြစ်လာနိုင်လဲပေါ့အဲ့ဒါကြောင့်ခုကျွန်တော်တို့ပြောနေတဲ့ဟာတွေကနှစ်ခုစလုံးကိုတစ်ခါတည်းလောက်ရတပြိုင်တည်းလောက်ရမယ်ပေါ့ civil disobedience ကိုလောက်ရမယ် civil disobedience လောက်ရချင်းကစစ်တပ်ရဲ့ဩဇာအာဏာတက်ရောက်မှုကိုရန်တရားမလီပတ်နိုင်လောက်ချင်းဖြစ်တယ်။ဘာကြောင့်ကျွန်တော်တို့အဲ့လိုလောက်ရတယ်လဲ။သူတို့ဩဇာအာဏာတက်ရောက်သွားတယ်ဆိုလို့ရှိရင်ကြိတ်တယ်လို့ဖမ်းမယ်ကြိတ်တယ်လို့ထောင်ထဲမယ်ကြိတ်တယ်လို့လုပ်မယ်။ဘာကြောင့်လဲဆိုတော့အစိုးရတရက်ရဲ့မနိုင်ကြီး၃ခုကိုသူတို့လက်ထဲမှာယူထားတာကိုအဲ့ဒါကြောင့် civil disobedience ကအရေးကြီးတယ်။သူတို့အာဏာဆက်မတက်ရောက်နိုင်အောင်နောက်တစ်ခုကအဲ့ဒီတစ်ဆက်တည်းမှာပဲ civil disobedience လုပ်ပြီးတော့တစ်ဆက်တည်းမှာပဲကျွန်တော်တို့ခုနပြောသလိုပေါ့အဲ့ဒီနီလန်မျိုးစုံနဲ့အဲ့ဒီတပ်မတော်ရဲ့အစိုးရရဲ့ချင်းကပ်ပြီးတော့ပြန်လည်ရင်ကြားစေရေးအဲ့ဒီအဖြေရှာနည်းပေါ့အဲ့ဒီလားနှစ်ခုစလုံးကိုကျွန်တော်တို့ပြိုင်ထဲလုပ်ဖို့အရေးကြီးတယ်အဲ့ဒါကြောင့်ကျွန်တော်တို့နည်းနည်း1990နဲ့အခုကွာတာက1990တုန်းကဖွဲ့စည်းပုံအခြေခံဥပဒေမရှိဘူးစစ်အာဏာရှင်လက်ထက်မှာရွေးကောက်ပွဲလုပ်ရချင်းဖြစ်တယ်။ဘာဥပဒေမှသူတို့ကူကားတာမရှိဘူး။အခုတော့ဖွဲ့စည်းပုံအခြေခံဥပဒေအရရွေးကောက်ပွဲလုပ်တယ်။နိုင်တဲ့လူကလည်းဖွဲ့စည်းပုံအခြေခံဥပဒေအရကျွန်တော်တို့နိုင်တယ်။ကျွန်တော်တို့အစိုးရဖွဲ့မဲတဲ့။အခုစစ်တပ်ကလည်းခင်ဗျားတို့လောက်တာဖွဲ့စည်းပုံအခြေခံဥပဒေအရအတိုင်းမဟုတ်ဘူးဆိုပြီးတော့အငင်းအခုဖြစ်လာတယ်အငင်းခုန်ဖြစ်လာတဲ့အကြောင်းရင်းကလည်းမဲအရေးအတွက်ကြောင့်ပဲဖြစ်တယ်။ကဲဒါဆိုရင်ကျွန်တော်တို့ဒီလိုအဖြေရှာမကောင်းဘူးလားခုနပြောတဲ့ဖြန့်ဖြီးကြီးပေါ့တစ်ဖက်ကသူတို့အာဏာဆက်ကွင်းလုံးဝမလှောက်ရှားနိုင်အောင်ကျွန်တော်တို့ civil disobedience လုပ်မယ်တစ်ဖက်ကဖြန့်ဖြီးမယ်အခုစစ်တပ်ကပြောတယ်တနစ်ထအာဏာယူမယ်ရွေးကောက်ပွဲပြန်လုပ်ပေးမယ်လို့ပြောတယ်အဲ့ဒါစစ်တပ်ကလုပ်ဆရာတွေအများကြီးရှိတယ်သူတို့မှာအဲ့ဒါအုပ်ချုပ်ရေးတွေပါတယ်တရားစီရင်ရေးတွေလာမလုံးနဲ့ခင်ဗျားတို့တက်ကြွတာလည်းမဟုတ်ဘူးပြီးတော့အလုပ်လည်းအများများတယ်အဲ့ဒါကြောင့်အဲ့လိုပဲဖြစ်အောင်အခုခင်ဗျားတို့အငင်းခုန်ဖြစ်နေတဲ့စစ်တမ်းမဲစစ်တမ်းမတမာမှုရှိတယ်ဆိုတဲ့ဟာကျွန်တော်တို့တို့ယုံကြည်စိတ်ချရတဲ့ဘာသာရေးခေါင်းဆောင်တွေလားလူကြီးမြင့်တွေနိုင်ငံတကာအဖွဲ့အစည်းလားကုလသမဂ္ဂလားနှစ်ဖက်စလုံးကယုံကြည်စိတ်ချရတဲ့လူတွေကိုခေါ်ပြီးတော့မဲပြန်ကြီးပေါ့တလကြာရင်ကြာမယ်နှစ်လကြာရင်ကြာမယ်သုံးလကြာရင်ကြာမယ်အဲ့ဒါဆိုရင်ပူမကောင်းဘူးလားအဲ့လိုမျိုးဖြေအခုကသူတို့ပြောတာကမဲမတမာမှုအတွက်သူတို့အာဏာသိမ်းခြင်းဖြစ်တယ်ဆိုရင်အဲ့ဒါမဲမတမာမှုကြောင့်အာဏာသိမ်းလောက်အောင်မကြီးကျယ်တဲ့ဘူးတခြားဘာအကြောင်းရှိလဲတော့မသိဘူးပေါ့ဒါပေမဲ့သူတို့ပြောတာကမဲမတမာမှုရှိလို့အာဏာသိမ်းတယ်အဲ့ဒီဟာဆိုရင်ကျွန်တော်လွယ်လေးပဲဖြေရှင်းလို့ရတယ်ကျွန်တော်တို့ဗမာပြည်သားတွေကခုနပြောတယ်လို့ပေါ့အမျိုးသားပြည်လည်းကြားစေရေးကို10နှစ်နီးပါးကျွန်တော်တို့တွားနေတယ်တယောက်နဲ့တယောက်ခွန့်လွှတ်ချက်တက်ကြတယ်လူဆိုတာမှားတတ်တဲ့အမျိုးအဲ့ဒါတယောက်နဲ့တယောက်အမှားကိုခွန့်လွှတ်ကြမယ်တတိုင်းပြည်လုံးကောင်းစားရေးအတွက်ရှိရှုပြီးတော့ကျွန်တော်တို့မျှော်ပို့ကြမယ်ဆိုရင်နီလန်ရှိပါတယ်လို့ကျွန်တော်ယုံကြည်တယ်ဟုတ်ကဲ့ပါဆရာကျေးဇူးတင်ပါတယ်ကျမတို့ချင်းပြည်နယ်မှာလည်းဒီမနေ့ညကစပြီးတော့တော်တော်လေးကိုဒီ civil disobedience movement မှာပေါ့နော်ထောက်ခံတဲ့အနေနဲ့ဒီလူထုကနေပြီးတော့မှဒီဥက္ကဋ္ဌကနေတီးပြီးတော့
ပါဝင်လာကြတယ်ပေါ့နောက်တခြား statement တွေပါဝင်တဲ့ပုံစံတွေလည်းအများကြီးရှိတယ်ဆိုတော့ဆရာအနေနဲ့ဒါပေမဲ့ဒီလိုပါဝင်လာတဲ့သူတွေလည်းရှိတယ်လို့ဒီအချိန်မှာဒါအာနာသိန်းခံရတာ NLD ပဲလို့ယူဆနေသေးတဲ့သူတွေလည်းကြံနေပါသေးတယ်ဆရာဆိုတော့ဒီ movement ထဲမှာမပါလာနိုင်ဘူးနောက်ဒီရွေးကောက်ပွဲတုန်းကဖြစ်ခဲ့တဲ့ကြောက်ကစားလေးတွေပေါ်မှာအခြေခံသလားဆိုတဲ့မေးခွန်းထုတ်ခံရတဲ့ဒီချင်းနိုင်ငံရေးပါတီတွေလည်းရှိနေတယ်ပေါ့နော်ဆိုတော့အဲ့ဒီ partisanship ပေါ်မှာအခြေခံပြီးတော့စစ်ဝန်ကွဲနေတဲ့အနေအထားလေးတစ်ခုကလည်းရှိနေတဲ့အတွက်ဒီအပေါ်မှာဆရာအနေနဲ့ချင်းလူထုချင်းလူငယ်တွေနောက်နိုင်ငံရေးပါတီတွေကိုရောဆရာအနေနဲ့ဘယ်လိုများမှာကြားပြီးတော့အားပေးချင်ပါလဲရှင်ဟုတ်ကဲ့အဲ့ဒါဘယ်လိုပြောမလဲဆိုရင်ဆူနာမီဖြစ်ရင်ရွေးပြီးတော့မဖြစ်ဘူးဆူနာမီဖြစ်ရင်တစ်ခုလုံးကိုလွှမ်းခြုံသွားတာပဲပါသွားတာပဲအဲ့ဒါကြောင့်စစ်တပ်အာဏာသိမ်းတာကျွန်တော်နဲ့မဆိုင်ဘူးလို့ပြောလို့မရဘူးကျွန်တော်နဲ့မဆိုင်ဘူးကျွန်မနဲ့မဆိုင်ဘူးလို့ပြောလို့မရဘူးအားလုံးနဲ့သက်ဆိုင်တယ်တနိုင်ငံလုံးနဲ့တောင်ထက်တောင်မကဘူးအဲ့ဒီအိန္ဒိယချင်းနိုင်ငံတွေနဲ့လည်းသက်ဆိုင်တယ် regional peace အထီတော့ထိခိုက်နိုင်တယ်အဲ့ဒါတကဘာလုံးပြဿနာဖြစ်နိုင်တယ်ဘာကြောင့်ဖြစ်နိုင်လဲဆိုတော့88မှာအာဏာသိမ်းတော့ထိုင်းမှာဒုက္ခတွေသိမ်းနိုင်ရောက်တယ်အိန္ဒိယမှာရောက်တယ်အိန္ဒိယချင်းတွေအတွက်ပြဿနာဖြစ်တယ်အိန္ဒိယချင်းတွေကပြဿနာမဖြေရှင်းနိုင်တဲ့ခါကျတော့ကုလသမဂ္ဂထိရောက်တယ်ကုလသမဂ္ဂကမဖြေရှင်းနိုင်တဲ့ခါကျတော့အဲ့ဒီဒုက္ခတွေကိုကေဆေဖို့အမေရိကတို့ကနေဒါတို့ဥရောပတို့ပါလာတကဘာလုံးပြဿနာဖြစ်လာအဲ့ဒါကျွန်တော်တို့နိုင်ငံကအင်မတန်မှအလားအလာကောင်းတဲ့နိုင်ငံဖြစ်တယ်ခုစဉ်နှစ်ငင်းချမ်းရေးကာလမှာလူငယ်တွေဘယ်လောက်တော်တယ်လဲနိုင်ငံတကာအဆင့်မီတဲ့လူငယ်တွေအများကြီးကျွန်တော်တို့မွေးထုတ်နိုင်တယ်မြန်မာလူမျိုးတွေမြန်မာလူငယ်တွေအရန်တော်တယ်ကဘာအဆင့်မီတယ်သူတို့အဆင့်မနေဘူးအဲ့ဒါကျွန်တော်တို့ကူတွေ့ဖြစ်တယ်ဒါပေမဲ့စစ်အုပ်ချုပ်ရေးအောက်ရောက်သွားရင်အရင်တုန်းကလူပဲအဲ့ဒါမျိုးတွေသူတို့ရဲ့အနာဂတ်တွေကိုချိုးနိုင်တယ်လို့ဖြစ်သွားတယ်အဲ့ဒါကြောင့်အဲ့ဒါကူနဲ့မဆိုင်ဘူးလို့ပြောလို့မရဘူးပြီးတော့ civil disobedience ဟာလည်းဆိုကြတဲ့ကျွန်တော်တို့အဆုံးထိလောက်ဖို့ကျွန်တော်တို့စိတ်ကူးဖို့လိုတယ်အဆုံးထိလောက်မယ်ဆိုတာကခုနပြောသလိုပေါ့အရာရှိကြီးတွေကအစဌာနအားလုံးကအစအဲ့ဒီရွာသူရွာသားမြို့သူမြို့သားအားလုံးပါဝင်ဖို့လိုတယ်ကျွန်တော်ကြားတယ်မနေ့ညကအဲ့ဒီဒန်ဦးတီလို့တယောက်ဖမ်းခံရတယ်တဲ့ဒါဆိုဟာခါမှာဒန်ဦးတီတဲ့လို့ယာနဲ့မကထောင်လောက်ရှိမယ်တဲ့အခုတော့ကြပါလားအဲ့ဒါ civil disobedience ဟာပြီဆိုတော့ဒန်ဦးတော့တိကျကဲငါလည်းတီးတယ်ကျွန်တော်လည်းတီးတယ်ကျမလည်းတီးတယ်ကျွန်တော်ကိုဒန်ဦးတီးတဲ့အတွက်ဒန်ဦးတီးလို့ဖမ်းတယ်ကျွန်တော်ကိုလည်းဖမ်းပါကျမကိုလည်းဖမ်းပါအဲ့လိုမျိုးထိကျွန်တော်လုပ်ရရ civil disobedience ကကွက်ကြလို့မရဘူးတငီတွေအားလုံးအကြီးဆုံးကအသေးဆုံးထိလောက်မှအကျိုးရှိမယ်လားပြီးတော့ဟာခါမှာလောက်တာနဲ့ကျွန်တော်တို့ဟာခါကဟိုတောင်ပေါ်မြို့တေးလဲဘာအကျိုးရှိမှလဲအဲ့လိုမျိုးမဲ့ခွန်းတွေလည်းရှိနိုင်တယ်လူတွေကတယောက်နဲ့တယောက်ဗာလဲအားပေးကြတယ်ရိုင်းပင်းကြတယ်ကိုကြီးအတူယူကြတယ်အင်မတန်မှတတိရှိတဲ့လူလည်းသူမွေးကြတဲ့တတိရှိလာတာမဟုတ်ဘူးသူပတ်ဝန်းကျင်ကြောင့်ပြီးတော့အင်မတန်မှကြောက်တတ်တဲ့လူလည်းသူမွေးကြတဲ့ကြောက်တတ်တာမဟုတ်ဘူးသူပတ်ဝန်းကျင်ကြောင့်ကြောက်တတ်တယ်အဲ့ဒါကြောင့်အချင်းချင်း inspiration လောက်ရဟာခါကလောက်ရကကလေးမျိုးအတွက်စံနမူနာကောင်းဖြစ်နိုင်တယ်ကလေးမျိုးရဲ့လောက်ရကမုံရောအတွက်စံနမူကောင်းဖြစ်နိုင်တယ်မုံရောရဲ့လောက်ရကမန္တလေးအတွက်စံနမူနာကောင်းဖြစ်နိုင်သူနည်းလောက်ကောင်းပဲတဆင့်သွားပြီးတော့ဒီလိုမျိုးလှောက်ရှားမှုလူထုအောင်ကြောက်မှုဆိုတာအဲ့လိုမျိုးတော်မီလူပေါ့ဥပမာတစ်ခုကျွန်တော်ပြောပြမယ် Pepsi Cola company ဆိုတာကဘာမှာအကြီးဆုံး company နိုင်ငံတိုင်းမှာသူတို့ရောင်းတယ်တနေ့ကိုဘူးတန်းပေါင်းများစွာရောင်းတယ်စစ်အစိုးရအရင်စစ်အစိုးရလက်ထက်တုန်းကဗမာပြည်မှာသူတို့ဝင်ပြီးတော့စီးပွားရေးလုပ်နေတယ်အဲ့ဒီမှာကျွန်တော်တက်တက်ကတူကာလ်တန်တက်ကတူမှာသူတို့အဲ့ဒီဆက်တည်ထားတယ်ဒီအေးရောင်းတဲ့ဆက်တည်ကျွန်တော်တို့တက်ကတူကစားတယ်ခင်ဗျားတို့ Pepsi Cola ကဗမာစစ်အစိုးရနဲ့စီးပွားရေးလုပ်တယ်ဆိုရင်ကျွန်တော်တို့အဲ့ဒီ Pepsi ကိုကျွန်တော်တို့ဝယ်မတော့ဘူးဆိုလောက်ကျွန်တော်တို့တက်ကတူចောင်းသားက2000ကျော်ပဲရှိတယ်
Pepsi Cola Gigi Nine Pong Miaswa Mute Die Sign Time at Pisi Young Nere Haria. Anyhow, the Chuluria Pure, could you say Bamala? Could you say Masai on the Tiba General Matop? Elumil Shamulo Lado, General John Wane to Yok Ting Balo General demand of the true Yok Ting later. No Jaro, John did John Peter John General to you, Piro, through love lad. No song Jaro to Balo letter Babia through so quad. And a pure chenda, General to do yellow yaha, Mamma Busura, pure, General, the young inspiration love yam. General love yaha, Imatama thing if you're a machine. ဟုတ်ကဲ့ပါဆရာကျေးဇူးများတင်ပါတယ်လူငယ်တွေအတွက်ကောနောက်လူထုအတွက်ကောတကယ်ကိုဒီဆရာတို့ရဲ့အတွေ့အကြုံပေါ်မှာအခြေခံပြီးတော့မှတူယူစရာတွေကျမတို့ကိုအတွေ့အခေါ်တွေအများကြီးပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ဆရာဆိုတော့အခုကတော့ကျမတို့ရဲ့ဒီတွေ့ဆုံမေးမြန်းတဲ့နောက်ဆုံးအဆင့်လေးကိုရောက်လာပြီပေါ့နော်ဆိုတော့ဆရာအနေနဲ့ဒီနောက်ဆုံးမှာကြားချင်တဲ့အမှားစကားလေးနဲ့ကျမတို့ဒီအစီအစဉ်လေးကိုဆုံးသက်ချင်ပါတယ်ဆရာအနေနဲ့အားလုံးကိုမှာချင်တဲ့အမှားစကားလေးပြောကြားပေးပါအောင်ရှင် ဟုတ်ကဲ့ကျွန်တော်ကလည်းဗမာစကားမတက်တက်နဲ့ပေါ့ချင်းတယောက်ကကျွန်တော်ဗမာကြီးအကူတွေအများစုလူများစုပေါ့စီကိုကျွန်တော်မှာချင်းတာရှိတယ်ကျွန်တော်တို့အဲ့ဒီစစ်တပ်မှာလည်းလူကောင်းရှိတယ်တိတ်မကောင်းတဲ့လူတွေလည်းရှိတယ်ပေါ့အဲ့ဒါကြောင့်ကျွန်တော်တို့စစ်တပ်ကိုအမုန်းမပွားဖို့အရေးကြီးတယ်ကျွန်တော်တို့အားလုံးမြန်မာနိုင်ငံသားတွေပဲဖြစ်တယ်ပြည်ထောင်စုပေါ်တိုင်းရင်းသားတွေအားလုံးပဲဖြစ်တယ်သူတို့လည်းမိသားစုရှိတယ်ညီကူမောင်နှမရှိတယ်သူတို့လည်းချစ်ခင်တက်တဲ့စိတ်ရှိတဲ့လူတွေရှိတယ်အဲ့ဒါကြောင့်သူတို့ထဲမှာလူကောင်းတွေဥပမာကျွန်တော်အဲ့ဒီငင်းချမ်းရေးငေလာခံကို2ခါ3ခါတက်ရတော့အဲ့ဒီထဲမှာတချို့ဘူးချုပ်တွေရုပ်ရည်လည်းအင်မတန်မှခတ်တယ်ဗျအပြောအဆူလည်းတော်တော်ခန့်ရတယ်လေးစားထိတ်တဲ့စစ်သားတွေဖြစ်တယ်အဲ့ဒီစစ်သားတွေလည်းရှိတယ်အဲ့ဒီစစ်သားတွေဒီလောက်ခန့်ညာပြီးတော့အပြောအဆူတိမ်မွေ့တဲ့ပြီးတော့အနေအထိုင်တိုက်ရတဲ့လူတွေကမကောင်းတဲ့စိတ်တိုင်းသူပြည်သားတွေပေါ်မှာဟိုဘယ်လိုပြောမလဲမဟုတ်မတရားလုပ်ခြင်းစိတ်ရှိမယ်လို့ကျွန်တော်မယုံကြည်မထင်ဘူးအဲ့ဒါကြောင့်အဲ့ဒီစစ်ပူတွေကိုလည်းကျွန်တော်ပန်ကြားချင်တယ်ခင်ဗျားတို့ပေါ်မှာကျွန်တော်တို့အများကြီးယုံကြည်အားထားတယ်ခင်ဗျားတို့ကအခုလောက်ရဟာတမတော်ရဲ့လောက်ရဟာမမှန်ဘူးလို့စိတ်ထဲကနေစဉ်းစားတာရှိလို့ရှိရင်ပြည်သူတရက်လုံးကခင်ဗျားတို့ဖက်မှာကျွန်တော်တို့ရက်တည်တယ်ဗမာတမတော်နှစ်ပေါင်း50ကျော်အယုတ်ဆူလာတဲ့ကပ္ပအလယ်မှာလူဆူးလို့လူမိုက်လို့ဥပမာတိုင်းရင်းသားဒေသတွေမှာဆိုရင်ကျွန်တော်ပြောရရင်တော့အဲ့ဒီဗမာတမတော်ဆိုရင်မကောင်းဆူကလူပဲမြင်တယ်ပေါ့အဲ့ဒါအမှန်တိုင်းပြောတာပါဒါပေမဲ့ခင်ဗျားတို့လူကောင်းတွေလူတော်တွေစေတနာရှိတဲ့လူတွေလောက်ဤကိုင်းရှိတဲ့လူတွေရှိတယ်ဆိုတာလဲခင်ဗျားတို့ပြဆန်းပါပြီးတော့ကျွန်တော်တို့တိုင်းသူပြည်သားတွေကလည်းအဲ့ဒါသူတို့ကိုအာကူအထိတ်ဖြစ်ပါတယ်အာကူအထိတ်လောက်တဲ့ခေါင်းဆောင်တွေအများကြီးရှိတယ်တမတော်ထဲမှာဆိုတာကျွန်တော်ပြောချင်တယ်ဒါပေမဲ့အဲ့လိုပြောချင်အဖြစ်ကျွန်တော်အခုသူတို့ရဲ့အာနာတင်လောက်ရောက်ကိုတော့ထောက်ခံတာမဟုတ်ဘူးနော်ပြင်းထန်ကိုရှောက်ချဒါပေမဲ့သူနေ့၎င်းမဲ့အဲ့ဒီဘူးချုပ်တွေကလည်းသူတို့အဲ့ဒီအာနာတင်မှုကိုသူတို့စိတ်ရင်းကလည်းလက်ခံမှာမဟုတ်ဘူးလို့တော့တိုင်းသူပြည်သားတွေကလည်းအဲ့ဒီလိုမျိုးပြောရတဲ့လူတွေရှိလာလို့လက်ကမ်းချူပြီးတော့သူတို့ကကျွန်တော်တို့ဗမာပြည်ရဲ့ဂီတင်ရှင်ပဲပေါ့အဲ့လိုမျိုးတွေလည်းရှိပါတယ်လို့ကျွန်တော်ပြောချင်တယ်။ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့မြန်မာနိုင်ငံဟာ10နှစ်နီးပါးပေါ့အခုအမျိုးသားပြည်လည်ရင်ကြားဆဲရလန်းကြောင်းကိုရောက်နေတယ်။အဲ့ဒါကြောင့်အခုဖြစ်နေတဲ့ပြဿနာကနှစ်ပေါင်း90ကျော်ဖြစ်တဲ့ပြည်တွင်းစစ်နဲ့ဆိုင်တော့တေးလေးပဲဖြစ်တယ်။မပြောပါလို့တဲ့ပြဿနာရွေးကောက်ပွဲမှာမဲအကြီးအတွက်မမှန်ဘူးမတမာမှုရှိတယ်ဆိုတာတေးလေးဖြစ်ရှင်းလို့လွယ်လဲကျွန်တော်တို့ဖြစ်ရှင်းနိုင်တဲ့ဒီလမ်းပဲရှာကြရအောင်လို့ပြောချင်တယ်ကျေးဇူးတင်ပါတယ်ကျေးဇူးများတင်ပါတယ်ဆရာဒီတွေ့ဆုံမေးမြန်းတဲ့အစီအစဉ်ကိုနားထောင်ပြီးတော့မှကျမတို့ရဲ့တိုင်းသူပြည်သားတွေပေါ့နော်ပြည်သူတွေအနေနဲ့လည်းတင်ယူစရာလူငယ်တွေအနေနဲ့လည်းအခုလိုတကယ်အကျက်တဲကာလကိုရောက်နေကြတဲ့အချိန်မှာမှတ်သားစရာတွေအများကြီးကျမတို့ရသွားကြမယ်လို့ယုံကြည်ပါတယ်အခုလိုမျိုးအချိန်ပေးပြီးတော့ဖြေချပေးတဲ့ဆရာကိုကျေးဇူးအများကြီးတင်တယ်လို့ပြောချင်ပါတယ်ရှင်ဆရာ
ဟုတ်ကဲ့ခင်ဗျကျေးဇူးတင်ပါတယ် โอเคအခုလို့ကျမတို့ရဲ့ဒီတွေးဆုံမြင်မှုအစီအစဉ်လေးကိုအားပေးကြတဲ့မိဘပြည်သူပေါင်းကိုလည်းကျေးဇူးထူးပဲတင်ရှိပါတယ်လို့ပြောချင်နေကျမတို့ရဲ့ဒီနေ့တွေးဆုံမြင်